တော့ဆုလဲပါဆိုတော့ဒီနေ့ဘာလို့ပြမှာလဲဆိုတော့ကစကွရှီလုပ်ပြမှာပါဆုလဲဒီလိုမျိုးပေါ့နော်ကိုဆွဲကျင်တဲ့ဟာကိုအရင်ဆုံးဆွဲလိုက်ပါအရင်ဆုံးအသေးလေးလုပ်ပြပါမယ်အကြီးကိုတော့နောက်ထပ်တပ်ပုံမှာလုပ်ပြပါမယ်ကိုဆွဲကျင်တဲ့ဟာကိုဆွဲလိုက်ပါဒါလေးအောင်ဆုလဲကချောကလက်ကလေးဆွဲထားတာပါစနစ်ကာချောကလက်ကလေးပေါ့နော်ကဲဒါလေးကိုဆွဲထားတာပါဒီလိုပြီးလို့ရှင်ဒီလိုတဝက်ကခောက်လိုက်ပါပြီးလို့ရှင်မှာပေါ့နော်တိတ်နဲ့ဒီအပြင်ဘက်တွေကိုကတ်ချင်လဲရတယ်မကတ်ချင်လဲရတယ်ဘာလို့ဆိုတော့ဆုလဲတော့မကတ်တော့ဘာလို့ဆိုတော့ဆုလဲတိတ်ကအသေးဖြစ်လို့ပေါ့နော်အကြီးဆိုလို့ရှင်တော့ကတ်တယ်အသေးဆိုအသေးမို့တော့မကတ်တော့ပါဘူးကဲအဲ့တော့ဘေးပတ်လေဒီလိုမျိုးနေရာတွေဒီလိုမျိုးပြီးရင်ဒီထဲကထည့်မှာပါနော်နောက်ကပ်ပါမယ်ယူလို့လဲအဲ့လိုမျိုးဒီလိုမျိုးနေရာတွေကတ်ချင်ကတ်လို့ရတယ်နော်ကဲလုပ်ပါမယ်မတိတ်စားပြောင်းနေသေးတယ်လုပ်ပြပါမယ်ရှယ်မလီကလည်းအဆောအဆက်ပေါ့နော်အောက်ခဏလောက်ဆင်းသွားပါကဲဆက်လုပ်ပါမယ်မှာပေါ့နော်တိတ်ကိုယူလိုက်ပါဆိုလိုက်စီမှာဒါနဲ့ဆိုစကွေရှီကခုမှဆောက်တာဆိုနှစ်ခုပဲရှိသေးတယ်လုံးမပြောမောလိုက်တာရောက်ချင်းလောက်တာဆိုတော့လေတော့မလေးရတိုက်နေသေးဟိုမှာပန်ကာရောက်ဖွင့်လာဟဲ့ဆုလက်ကတ်လိုက်ပါဦးမယ်အခုတော့ဆုလက်ဒီလိုလေးကတ်ထားပါတယ်ဒီမှာပါလိုက်ကာရလိုက်ကာကဲโอเคဒီမှာပေါ့နော်ဖင်ရထည့်ရမလားခေါင်းကထည့်ရမလားဘယ်ရထည့်ရမလဲတော့မသိဆောအေးအကွာကြီးရတာဒီတိတ်တောင်ပြတ်ပုံမယ်နဲ့တူတယ်ကဲဒီနေရာကိုပိတ်လိုက်ပါမယ်ကဲကမယ်โอเคကျေးဇူးတရားနေရာကြီးတော့ကန်ဟုတ်ကဲ့ဟာโอเคရပါပြီကုန်းကအဆင်သင့်ရှိရယ်မှာပေါ့နော်ကုန်းနည်းနည်းပဲထည့်မယ်ဟေးဟာရောက်တဲ့အဲ့ရနုပေါင်းတင်းနေဆောင်လို့ခုချက်ချင်းလာခဲ့မယ်ဆိုအရွှေကစုံဝန်လီဒီယူကျူကိုကြည့်ရသူလေဆိုကောင်းကိုတီးလောက်မယ်ပေါ့နော်စိန်လိုက်လေရေရှင်းလေးသူ့ကိုတီးကြလားအဲ့ရှင်စိန်လိုက်လေရေရှင်းတဲ့ကဘူရာကိုကြိုက်လားရေရှင်းကိုကြိုက်လားproducer အမယူကြိုက်လားဘယ်သူကြိုက်လဲရေးခဲ့ပါနော်ကိုမဗီဒီယိုတိုင်းကိုမဖွင့်ထားတယ်ဘာလို့ကိုမနေဟိုဖျက်ရတာလဲကဲโอเคဒီတော့ထည့်လို့ရသွားပါပြီဒီမှာပါကုန်းကထည့်လို့ရသွားပါပြီဒီဘက်ဘေးကကုန်းအစောကကုန်းအထက်လုံသွားတာပွင့်သွားလို့ပြန်ပိတ်ကြအောင်โอเคဒီလောက်ဆိုရတယ်ရောက်တော့ပူရင်ပုံမလားမသိဘူးအဲ့လောက်တော့မှာဆုလေနောက်ထပ်8ရက်လောက်ကြာလို့ရှင်ဆုလက်ချောကလက်စားရတော့မယ်ပေါ့နော်အခါကျရင်လည်းဆုလက်ဗီဒီယိုလေးတင်ပေးပါမယ်ကဲအခုဒီမှာရသွားပါပြီတမပါ
မှာပါနောက်ကဒီလိုလေးပါမနေ့ကညနေလောက်ကလောက်ထားတဲ့ဟာလေးလည်းပြပေးပါမယ်ဒီမှာပါမနေ့ကညနေကလောက်ထားအာလူကြော်ပေါ့နော်အဲ့အာလူကြော်လောက်ထားတာပါနောက်မှာအာဘလာဘလာဆိုပြီးရေးထားပါတယ်ဟေးဟေးအဲ့အာဘလာဘလာလေအညိုးတွေကိုရေးထားတာပေါ့နော်အညိုးနေဘာပါတယ်ပါဝင်ပစ္စည်းဘာကလော်ရီဘလောက်မှဘလောက်ရှိတယ်အဲ့ဒါရေးထားပါလို့ဟီဟီကဲနောက်တစ်ခုဒီဗီဒီယိုရှင်းမယ်နော်နောက်ထပ်ပိုက်တွေမလုပ်တော့ဘူးနော်ကဲဒီမှာပေါ့နော်ဘတ်တာလေးလုံးမလို့ပါတကယ်လို့မိတူဆွဲခြင်းနဲ့ဆိုလဲရပါတယ်ဆိုလဲကဒါမိတူဆိုင်မသွားခြင်းတော့လို့ပေါ့နော်ပြင်းသွားလို့ပေါ့နော်ဒီဘက်ကတော့ရပါပြီပြီးအမိုက်တွေကိုအမိုက်တောင်းနဲ့ထည့်တာဒီဘက်ကိုဆက်ညှက်မယ်ကဲရတော့မယ်ကဲညှက်လိုက်ပါအောင်မယ်ကဲဒီမှာပါညှက်လို့ပြီးတော့ပါပြီပြီးလို့ရှိရင်အဲ့လိုမျိုးလုပ်ထားတဲ့ဟာလေးရဲ့ဘေးကဟာတွေကိုပေါ့နော်အလင်းတင်လာပါအလင်းတင်နေတာပါအဖတ်ထည့်နေတာမဟုတ်ပါဘူးဘေးကဟာတွေလိုက်ခောက်ပါမယ်မိတူဆွဲရင်ရတယ်ဘောနော်မလေးရင်းလင်းဝါမှာကြောက်လို့ပါဆိုမှကဲဒီမှာပါကျေးဇူးတခြားဆိုရအောင်အဲ့လိုဗီဒီယိုရိုက်နေလို့ရှင်အုံးစိမ်းအုံးရည်တဲတို့ဘာတဲတို့လားစုလဲအဲ့လိုမဟုတ်ဘူးဒီမှာအလင်းကလာဟတ်နေရှိဒီမှာအလင်းကလာဟတ်နေဟောမနီဘူးကွာလုံးကြီးလိုက်တာဖြစ်တော့နဲ့တူပါကွာမဖြစ်အောင်လုပ်မှာကြည့်ထားလိုက်မဖြစ်အောင်လုပ်မှာပါကဲတိတ်နဲ့လိုက်ကပ်လိုက်ပါအောင်မကဲခုတော့ပြီးတော့ပါပြီဂုံးနဲ့ထည့်ပြီးတော့ပါပြီကဲโอเคထားလိုက်ပါပြီနောက်ထပ်လုပ်အောင်ပါမယ်အားလုံးနောက်ထပ်ဗီဒီယိုမှာတက်ပြပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင့်အဆုံးကြည့်ရတဲ့အတူတူတာအများကြီးကျေးဇူးတင်ပါတယ်ရှင့်ကဲအားလုံးပဲ like and subscribe လုပ်ပေးကြအောင်နော်အားလုံးပဲ bye bye